2026ရဲ့ Quarter 2 ဒုတိယ3လပတ်အချက်လက်တွေအရဘန်ကောက်ရဲ့ပြမ်းမြအိမ်ချမ်းမြေဈေးနှုန်းက1 yen မီတာကို3,200,000 ဝန်းကျင်ရှိပြီးတော့ CBD Prime Area တွေမှာဘတ်2သိန်းကနေပြီးတော့3သိန်းခွဲအထိရှိနေပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်း Normal Group အနေနဲ့35%အထိဈေးတက်ခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားတစ်ခုရှိပါတယ်ဗျ။အခုဘန်ကောက်ဈေးကွက်က2 speed market အမြန်နှုန်း2မျိုးနဲ့တွားနေတဲ့ဈေးကွက်ဖြစ်နေပါပြီ။တစ်ဖက်မှာတရုတ်ဟောင်ကောင်နဲ့စင်ကာပူကငွေကြေးတွေဝင်လာလို့ luxury ဈေးကွက်တွေကအမြင့်ဆုံးစံချိန်နဲ့ရောင်းအားကောင်းနေပါတယ်။နောက်တစ်ဖက်မှာဘတ်3 သန်းအောက် mass market အင်ယာတွေကဘန်ချင်းငွေငင်းပယ်ခံရနှုန်း80%အထိရှိနေလို့ဈေးကွက်ရပ်တန့်နေပါတယ်။ဒါကြောင့်ဘယ်နေရာမှာဝင်ကစားမလဲဆိုတာသိပြီးတော့အရေးကြီးပါတယ်။ဒီနေ့မှာဘန်ကောက်မြို့ကြီးရဲ့အိမ်ချက်မြေဈေးကွက်ကိုမြေပုံ၄ခုနဲ့အတိအကျပိုင်းခြားပြီးတော့အသေးစိတ်ရှင်းပြပေးသွားပါမယ်။ကဲစလိုက်ကြအောင်ဗျ။ပထမဆုံးလေ့လာမယ့်မြေပုံကတော့ Bangkok Zoning and Urban Structure ပါ။မြို့ပြရဲ့ဖွဲ့စည်းပုံနဲ့စုံသတ်မှတ်ချက်တွေကိုနားလည်မှအမှားကဲမှာပါ။ဘန်ကောက်မြို့ရဲ့မြို့ပြတိုးတက်မှု Urban Structure ကလမ်းမတွေထက်ရထားလမ်းတွေရဲ့နောက်ကိုလိုက်ပြီးတော့ကြီးထွားလာတာပါ။မြေပုံမှာကြီးလိုက်ရင်အလဲပဟိုမှာအနက်ရောင်နဲ့ပြထားတဲ့ primary CBD spine အဓိကစီးပွားရေးကြော်ယိုရှိပါတယ်။ဒါကတော့စုကူဝေအာဆုပ်စီလုံနဲ့စသွန်လမ်းမကြီးတွေပါ။ဒီနေရာတွေက red zone အနီရောင်ဇုံတွေဖြစ်ပြီးတော့ high density commercial area တွေဖြစ်တဲ့အတွက်စောက်လုပ်ခွင့်အချိုးအစား FAR floor area ratio ဟာ 8.0 ကနေပြီးတော့ 10.0 plus အထိအမြင့်ဆုံးရရှိတဲ့နေရာတွေပါဒီ core CBD ကနေအရှေ့ဘက်ကိုထွက်သွားရင် primary growth corridor အဓိကတိုးတက်မဲ့လမ်းကြောင်းကတော့ Rama 9 ဝိခွန်နဲ့ဘန်းနာ area တွေဖြစ်ပါတယ်ဒီနေရာအများစုဟာ orange zone medium density mixed use လေပေါ်ရောင်စုံတွေဖြစ်ပြီးတော့ဈေးကွက်အပြောင်းအလဲအဖြစ်နိုင်ဆုံးနဲ့အသွင်ကူးပြောင်းမှုအလားအလာအကောင်းဆုံး higher transformation potential ဇုံတွေဖြစ်ပါတယ်။နောက်တစ်ခုသတိထားရမှာကတောင်ဘက်ကစမူပရဂန်ဘက်ကိုတွားတဲ့ industrial plus residential spill over စက်မှုနဲ့လူနေအိမ်ရောနှောတဲ့လမ်းကြောင်းပါ။မြေပုံမှာခရမ်းရောင်ပပဲ့နဲ့ပြထားတာက industry ရဲ့စက်မှုဇုံတွေဖြစ်ပြီးတော့အစိမ်းရောင် green ကတော့စိုက်ပျိုးရေးနဲ့low development area တွေပါခရမ်းရောင်စုံတွေမှာလူနေကွန်ဒိုအမြင့်ကြီးတွေ high rise ကွန်ဒိုတွေစောက်လုပ်ခွင့်မရှိပါဘူးဒါကြောင့်အိမ်ချမ်းမြေဝယ်တော့မယ်ဆိုရင်ကိုယ့်ရဲ့မြေနေရာကဘယ်အယောင်စုံလဲဆိုတာမဖြစ်မနေသိရပါမယ်နောက်ဆုံးအမှန်တရားကတော့ the 500 meter station rule ပါ MRT BTS ဘူရာယုံကနေပြီးတော့မီတာ900အတွင်းမှာရှိတဲ့မြေနေရာတွေကစောက်လုပ်ခွင့်commercial density အများကြီးပိုရတဲ့အတွက်အလိုလိုဈေးတက်လေးရှိပါတယ်ဗျဒုတိယလေ့လာမယ့်မြေပုံကတော့ရင်းနှီးမြှုပ်နှံသူတွေအတွက်တိတ်ကိုအရေးကြီးတဲ့ map to price versus zoning mispricing မှာအင်ချန်မြေမှာဈေးပေါ်တဲ့နေရာကိုဝယ်တာထက်မြို့ပြစီပန်ကိန်း zoning ကပေးထားတဲ့တန်ဖိုးထက်ဈေးကွက်ပေါက်ဈေးလျော့နေနေတဲ့ zoning potential axis market pricing နေရာတွေကိုရှာဝယ်တာကအကောင်းဆုံးအခွင့်အရေးပါပဲဗျမြေပုံမှာကြည့်ပါအလဲပဟိုကစီးလွန်နဲ့စသွန် area တွေကအနီရောင် overprice fully price ပြထားပါတယ်ဒီနေရာတွေက supply အလွန်ရှားနေတာဖြစ်ပါတယ်ဈေးကအမြင့်ဆုံးကိုရောက်နေပြီးတော့ benchmark တစ်ခုလိုဖြစ်နေပါပြီဒါဆိုအခွင့်အရေး opportunity ကဘယ်မှာလဲအစိမ်းရောင်အဝိုင်းလေးနဲ့ပြထားတဲ့ဝှေ့ခွန်ကိုကြည့်ပါဒီ area က under value တန်ဖိုးနည်းနေသေးတဲ့ misuse ဇုံဖြစ်ပြီးတော့မြို့ရဲ့ပြမ်းမြဈေးထက်73%ကနေပြီးတော့19%အထိဈေးသက်သာနေပါသေးတယ်ဒါပေမဲ့အငှားအမြတ် rental ကြီးကတော့9%ကနေပြီးတော့9%အထိရနေလို့ price နဲ့ဇုံနှင်းကြအကြီးမားဆုံးကွာဟချက်ဖြစ်နေတဲ့နေရာပါ
ဒါကြောင့်ပဲ REIC ရဲ့ Quarter 4 2024 data အရဝှေ့ခွန်ဟာဈေးအမြန်ဆုံးတက်တဲ့ area fastest appreciation ဖြစ်လာတာပါနောက်ထပ်အစိမ်းရောင်ပြထားတဲ့အခွင့်အရေးတစ်ခုကတော့ Onuk နဲ့ Praknon လမ်းကြောင်းပါပဲဗျဒီနေရာတွေကလစဉ်အငှားဈေးနှုန်းတက်နှုန်း rental growth အလွန်အားကောင်းပြီးတော့တစ်နှစ်ကို8%နှုန်းကနေပြီးတော့13%နှုန်းအထိတက်နေပါတယ်တတိယအနေနဲ့အနာဂတ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ Map 3 Infrastructure Driven Growth Corridor ကိုကြည့်ရအောင်ဗျအိမ်ချမ်းမြေဈေးကွက်ရဲ့ရွှေစီးမြင်ကတော့ Rail Infrastructure equal Price Acceleration ယထာလန်ဖွင့်ပြမှုကဈေးနှုန်းကိုဒုံးပြန်လို့တက်စေပါတယ်ဆိုတာပါပဲခင်ဗျတမိုင်းကြောင်းအချက်လက်တွေအရ BTS MRT လမ်းကြောင်းအသစ်တွေဖောက်ပြီးတော့3နှစ်ကနေပြီးတော့9နှစ်အတွင်းမှာဘူရာယုံအနီးတစ်ဝိုက်ကအင်ချန်မြေတွေက30%နှုန်းကနေပြီးတော့50%နှုန်းအထိဈေးခုန်တက်လေရှိပါတယ်အခုဈေးကွက်မှာအကြီးမားဆုံးတန်ဖိုးတက်စေမဲ့ primary value catalyst ကတော့ MRT orange line ပါပဲခင်ဗျဒီလမ်းကြောင်းကအရှိနဲ့အနောက်ကိုဆက်သွယ်ပေးထားပြီးတော့အရှိဘက်က mixed use zone တွေကိုအကြီးအကျယ်တန်ဖိုးတက်စေမှာပါအထူးသဖြင့် Rama 9 CBT extension ဝှေ့ခွန်နဲ့ Rankhan area တွေကအခုအချိန်မှာဈေးခုန်မတက်သေးတဲ့ pre-price adjustment phase မှာပဲရှိနေသေးလို့ capital gain လိုချင်သူတွေအတွက်အကောင်းဆုံးအချိန်ပါနောက်ထပ်အကြီးမားဆုံး catalyst တစ်ခုကအရှိဘက်က3 airport rail lane ပါဒေါ်မောင်စုခုဝစ်နဲ့ယူတက်ပေါင်း၄စိတ်၃ခုကိုချိတ်ဆက်ပေးမဲ့ဒီရထားလိုင်းဟာ Eastern Economic Corridor EECG ကိုပေါင်းဆက်ပေးပြီးတော့ logistics ခရီးသွားလုပ်ငန်းနဲ့စက်မှုလုပ်ငန်းတွေကိုအကြီးအကျယ်မြင့်တင်ပေးမှာပါဒီ challenge တွေကြောင့်လဲစမုပရကန် area ကအငှားအမြတ်8.3%အထိရရှိနေတဲ့ yield leader ဖြစ်နေတာပါနောက်ဆုံးလေ့လာမယ့်မြေပုံကတော့ Map 4 Sheep and Demand Cluster ဖြစ်ပါတယ်ငွေကြေးနဲ့ဝယ်လိုအား income and demand ဘယ်နေရာမှာစုံတယ်လဲဆိုတာကိုအတိအကျကြည့်ကြပါမယ်မြေပုံမှာအဝိုင်းအရွယ်အစားတွေနဲ့ yields ကိုပြထားပေးပါတယ်စီလွန်စသွန်ဒီနေရာတွေကအနီရောင် red zone တွေဖြစ်ပြီးတော့3%အောက် rental yield ပဲရပါတယ်အငှားအမြတ်ထက် capital appreciation အရင်အနည်းမပြောက်အောင်ထိမ့်သိမ်းခြင်းနဲ့ prestige နေရာသက်သက်ဖြစ်ပါတယ်ဗျဖုံဖုံတောလွန်အကမိုင်းဒီဆိုကိုဗစ်လမ်းကြောင်းကအပြရောင် expect talent zone တွေပါဝင်ငွေအလက်စားနဲ့အမြင့်စားနိုင်ငံခြားသား mid high income တွေနေထိုင်ပြီးတော့3%ကနေပြီးတော့9%ကြားမှာတည်ငြိမ်တဲ့ yield တစ်ခုကိုရပါတယ်ဗျရာမနိုင်ဝှေ့ခွန်ဒီစုံကတော့အစိမ်းရောင်အဝိုင်းအကြီးနဲ့ဝိုင်းပြထားတဲ့အတိုင်း9%ကနေပြီးတော့9%အထိ high yield income play စုံတွေပါအထူးသဖြင့်တရုတ်ဝယ်လက်တွေ foreign capital driven demand China Lee ရဲ့အဓိကပြစ်မှတ်ထားတဲ့နေရာဖြစ်ပြီးတော့ yield ရော growth ရောထပ်တူကြတဲ့နေရာတွေပါ Onuk Praknon Rankhan ဒီနေရာတွေကတော့ CPD ကနေပြီးတော့ဆင်းသက်လာတဲ့ expect demand တွေကြောင့်4%ကနေပြီးတော့9%အထိရှိပါတယ် rental growth leader အဖြစ်ဦးဆောင်နေတဲ့နေရာတွေပါဒီမှာအကြီးမားဆုံး key take away ကတော့အကောင်းဆုံးအခွင့်အရေးဆိုတာ tenant demand အိမ်ငှားဝယ်လိုအားအလွန်ကောင်းပေမဲ့အဲ့ဒီဝယ်လိုအားကို market pricing အပြည့်အဝဈေးမတင်ရသေးတဲ့နေရာတွေမှာပဲရှိတယ်ဆိုတာပါပဲဗျ။ Okay နောက်ဆုံးသုံးသက်ချက်ကိုတွားရအောင်ဗျ။ကျွန်တော်အမြဲပြောသလိုပဲဘန်ကောက်မှာအကုန်လုံးဝယ်လို့ကောင်းနေတာမဟုတ်ပါဘူး။လုံးဝရှောင်ရမယ့်နေရာပတုံဌာနီ Ransit area က mid market အခန်းတွေမြို့စုံကအခန်းတွေဟာအခုချိန်မှာရောင်းမထွက်သေးတဲ့အခန်းပေါင်း19300ကျော်တော့ပုံနေတဲ့အတွက်လုံးဝရှောင်ရမယ့်နေရာတွေပါရဲကြီးဝယ်ရမယ့်နေရာအငှားအမြက်ကိုဈေးတက်တာပါလိုချင်နေဆိုရင်ဝှေ့ခွန် Onuk နဲ့ Rama 9မှာရှိတဲ့ Orange Line ဘူဒါယုံအနီးကအခန်းတွေကိုရွေးချယ်ပါ Capital Preservation အရင်အနီးထိမ့်သိမ်းဖို့ဆိုရင်သုံးလွန်အစရှိတဲ့ Sukhumvit Luxury Zone တွေကိုသာရွေးချယ်ပါHM မြေဝယ်ရဲဆိုတာ copy paste လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူးဗျသူများဝယ်တိုင်းလိုက်ဝယ်လိုက်လို့မရပါဘူး
ကိုယ့်ရဲ့ portfolio ငွေကြေးစည်းစိမ်မှု cash flow နဲ့အနာဂတ်ရည်မှန်းချက်တွေအပေါ်မူတည်ပြီးတော့ strategic allocation မဟာဗျူဟာကျကျနေရာချထားခြင်းလုပ်ဖို့လိုအပ်ပါတယ်မိတ်ဆွေရဲ့ရင်းနှီးမြှုပ်နှံမှုအတွက်ဘယ်ဆုံးကအကိုက်ညီဆုံးဖြစ်မလဲဆိုတာကိုအတိအကျသိချင်တယ်အရှုပ်အရှင်ကင်ဝယ်ခြင်းနဲ့ဆိုရင် Living in Thailand ထိုင်းမှာနေမယ်ကိုယုံကြည်စွာဆက်သွယ်ပြီးတော့ကျွန်တော်နဲ့တီးတန့် consultation ရယူလို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတဲ့ insight တစ်ခုရမယ်လို့ယုံကြည်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ပါမယ်ခင်ဗျ